တာတေနဲ့မဖဲဝါအပိုင်းငါဇက်သိန်းပိုင်းလွှိုင်းငိုးတစ်ခုလုံးတုံခါနေပြီးအရေးဆောင်ကြီးကတာတေနဲ့မဖဲဝါဘက်ကိုတဖြည်းဖြည်းနီးလာတယ်လေထဲမှာအင်းဇက်တဲ့အင်းအားတစ်ခုလှုပ်ရှားနေတယ်လို့ဖြစ်နေလေတာတေကတစ်ကြလဲကအဟောင်းဆုံးတော့ကိုတင်းတင်းကြိုင်မိုက်တယ်ဒီတော့ကဘာကိုဖွင့်မလဲမဖဲဝါကလွှိုင်းကူနောက်ဖက်ကိုလက်ညှိုးညွှန်လိုက်တယ်အဲ့ဒီနေရာမှာကြောက်နေရန်ကြားလေတကားပုံစံအဟောင်းတစ်ခုပေါ်လာနေတယ်အဲ့ဒီတကားကဒီအရေးကိုချုပ်ထားတဲ့တကားပဲမင်းမတော့ကိုထည့်ပြီးပိတ်လိုက်နိုင်ရင်ဒီအရာအားလုံးပြီးဆုံးသွားလိမ့်မယ်ဒါပေမဲ့အရေးဆောင်ကြီးကသူတို့ဘက်ကိုလှမ်းလာပြီးလွိုင်းကူတစ်ခုလုံးကိုအနှိမ့်ရောင်အရေးနဲ့ဖုံးလန်းလာတယ်တာတီဟာကြောက်ရွံ့နေတော့လေတော့ကိုကင်ပြီးတကားဘက်ကိုပြေးသွားလိုက်တယ်ကြောက်တုံးကြီးကြားလာပြီးလမ်းကိုပိတ်ဆို့နေတယ်နောက်ဆုံးတော့သူ့တကားရှိကိုရောက်လာပြီးတော့ကိုတကားထဲထည့်လိုက်တယ်ကျွတ်တော့လဲတဲ့အကျူလှိုင်ကူတဲကအလင်းတစင်ပြင်းထန်စွာထွက်ပေါ်လာတယ်အရေးဆောင်ကြီးကအော်ဟစ်တန်တဲ့အကျူတဖြည်းဖြည်းပျောက်ကွယ်သွားတယ်လှိုင်ကူတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်တာတေပြန်လဲကြည့်လိုက်တော့မဖဲဝါကသူ့ရှေ့မှာတိတ်တိတ်လေးရပ်နေတယ်ဒီတစ်ခါသူမရဲ့မျက်နှာကအရင်လိုအေးစက်မှုမရှိတော့ဘူးနူးညံ့ပြီးငြိမ်းချမ်းနေတယ်တာတေမင်းနောက်ဆုံးတော့ငါ့ကိုကဲလိုက်ပြီတာတေရဲ့မျက်လုံးတွေမှာစိတ်မကောင်းမှုပေါ်လာတယ်မဖဲဝါအဲ့ဒီညမှာငါပြေးတင်ဘူးမဖဲဝါကပြုံးလိုက်တယ်အခုမဲပြန်လာခဲ့တာပဲအရေးကြီးတယ်သူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းအလင်းထဲမှာပျောက်ကွယ်လာတယ်ငါအခုလွတ်မြောက်သွားပြီတာတေအလင်းပြောက်သွားတဲ့အချိန်မှာမဖဲဝါလည်းမရှိတော့ဘူးမနက်ခင်းနေရောင်လေးကတစ်တော်လေးကိုလင်းလာတဲ့အချိန်မှာတာတေဟာလွှိုင်းကူအဖေမတယောက်ထဲရပ်နေတယ်ဒါပေမဲ့လေထဲမှာမဖဲဝါရဲ့အတန်လေးတစ်ခါကလေးကြားရတယ်လို့ထင်နေတယ်တာတေကျေးဇူးတင်ပါတယ်အဲ့ဒီနေ့နောက်ပိုင်းမှာတစ်တော်အနက်ဆုံးကလွှိုင်းကူကိုဘယ်သူမှထပ်မမြင်တော့ဘူးလို့ပြောကြတယ်ဒါပေမဲ့ရွာသားတွေကတခါတလေလာဖိညတွေမှာတစ်တော်တဲ့ကနေမိန်းကလေးတယောက်ပြုံးနေတယ်လို့အရေးတစ်ခုမြင်ရတယ်လို့ပြောကြတယ်ပြီးပါပြီ